အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Fort Wayne Indiana ကိုရောက်နေပါတယ်ရောက်နေတဲ့အခါကျွန်တော်တို့ BCF အသင်းတော်ကိုရောက်လာတဲ့အခါကျတော့ကျွန်တော်တို့ဒီနေ့ဘုဒ္ဓရာပေါ့နော်ဆရာလင်းခင်နဲ့တွေ့ရတယ်အဲ့အတွက်တကယ်ပဲဝမ်းသာပါတယ်ဒီဘုဒ္ဓရာကတော့ကျွန်တော်တို့ငယ်ငယ်တုန်းက YC မှာပေါ့နော်ကျွန်တော်တို့ငယ်ငယ်လေးပဲရှိပါသေးတယ်အဲ့တုန်းကဂီတာတီးတာပေါ့နော်ဂီတာတီးရင်းနဲ့အသူက YC မှာပါဝင်ခဲ့တယ်ဒါကြောင့်မလို့ကျွန်တော်တို့နှစ်90မှာလေဒီနေ့အဘိုးနဲ့တွေ့တော့ကျွန်တော်တို့နည်းနည်းလေး interview လုပ်ချင်ပါတယ်လို့အဘိုးမင်္ဂလာပါဘိုးဟုတ်ကဲ့ကျွန်တော်တို့အရန်ငယ်တော့လေ YC မှာအဘိုးတို့လာတီးတဲ့အချိန်မှာ YC ကိုအဘိုးဘယ်လိုရောက်လာပြီးတော့ဘယ်လိုတီးဖြစ်သွားတာလဲဆိုတာလေးကိုနည်းနည်းလေးပြောပြပါဘောတော့တချို့လူတွေကြတော့မသိဘူးပေါ့နော်ကျွန်တော်တို့ YC မှာဒီနေ့အဖိုးကအခုအသက်80ကျော်အထိကိုဖခင်ကသူ့ကိုအသုံးပြုနေတယ်အဲ့ဒီအတွက်ကျေးဇူးတော်ချီးမွမ်းရင်းနဲ့ကျွန်တော်တို့နှစ်90မှာလေဒီအရာလေးကိုမသိသေးတဲ့သူတွေပေါ့နော်ပြန်ပြီးပြောပြချင်လို့ပါစီအဖိုးတရာဟုတ်ကဲ့ပါကျွန်တော်တကအခု94နှစ်ရှိပါပြီကျွန်တော်ဖျားခင်မတက်မတန်ပဲလေနော်ကျွန်တော်တို့အပြစ်သားသူကကျွန်တော်ဒီအမှုတော်မြတ်ဖျားရှင်အမှုတော်မြတ်မှာဒီသုံးပြုခြင်းခမ်းပါတယ်အသုံးပြုဖို့အတွက်ကျွန်တော်အခွင့်ပေးပါတယ်ဖျားရှင်ကိုကြည့်ဆိုအထူးပဲချီးမွမ်းပါတယ်ကျွန်တော်တို့ဒီဖားခင်ကြီးပေါ့နော်ဆရာဂျေဗစ်ယုံပေါ်နေပြီးတော့သူတို့ဒီ music နဲ့ပတ်သက်ပြီးတော့ပေါ့နော် music နဲ့ကျွန်တော်အစားပြုတာပါ music နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကသူတို့ဒီခွေထုတ်ပဲတချင်းထုတ်ပဲအစားဖြစ်ပေါ့နော်အဲ့လိုအစီအစဉ်ရှိတဲ့အခါမှာကျွန်တော်နဲ့ဆရာ Jeffrey ကတော့ဒီ Australia မှာသူလည်းအခုတော့ဇွန်တူဖြစ်တယ်နောက်ပြီးဆရာ Tyrus သူကMinnesota မှာလည်းသူကအခုတော့ဇွန်တူဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ဆရာ Augustus ဆိုတာစင်ကာပူမှာတီးကြမှာဖြစ်ပါတယ်ဆရာပုံလို့ကျွန်တော်ခေါ်တယ်ဆိုတော့သူကအဲ့ရတဲ့အစပြီးတော့ကျွန်တော်တို့ဒီ recording တွေလုပ်ဖို့အတွက်ကျွန်တော်တို့အခွင့်ရတယ်အဲ့ရတဲ့စပြီးတော့ကျွန်တော်တို့Young Crusader လို့ဆိုပြီးဆရာတပည့်ရုံပေါ်နေပြီးတော့အဲ့ဒီကနေအစပြုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့အဘိုးလာတော့အဘိုးဘယ်နေရာနဲ့ပါဝင်ခဲ့လဲပေါ့အဘိုးကအရန်သဘောကောင်းတယ်အရန်လည်းနှိတ်ချတယ်ပေါ့နော်ဒီနေ့သင်အုပ်ဆရာဖြစ်နေပြီမဲ့လေအားလုံးနဲ့အဆင်ပြေတယ်သင်အုပ်ဆရာဆိုတဲ့ဟာထက်ဖခင်ရဲ့အမှုတော်များမှာပါဝင်နေတဲ့အမှုတော်ဆောင်တယောက်အနေနဲ့ပဲသူကဒီကနေ့ပါဝင်တယ်အဘိုးငယ်ငယ်တော့ကကျွန်မမျက်စိထဲမှာမြင်နေတာတော့ကျွန်တော်တို့အဲ့တုန်းကနည်းနည်းလေးဒီလိုမျိုးလိဂီတာအတကုံတီးတယ်ပေါ့နော်အဲ့အတွက်ဟုတ်တယ်ဟုတ်ပါတယ်ဟိုတင်မိုဒီပေါ့နော်တင်မိုဒီတီးရကျွန်တော်တီးကြလိမ့်မယ်တင်မိုဒီကအပေါ်မှာတေးသေးလေးတီးလိုက်နောက်ကတီးကြတာအကြီးဖြစ်တော့တကယ်ကလည်းဟိုအယောင်ဝင်းပြီးတော့ SARS ပဲခေါ်နေတာအပေါ်ဆုံးအတီးရတာတေးသေးလေးနဲ့အစပြုတယ်ဆိုတော့ကျွန်တော်တို့ကအစပြုခဲ့တာဒီတေးသေးလေးကကျွန်တော်အစပြုခဲ့တာပါဆိုတော့ဘုရားတကယ်ကောင်းကြည့်ပြီးတော့တကယ်အောက်ပဲကောင်းတဲ့အမှုရလှုပ်ဆောင်နေသူကပြောတယ်ဘုံချင်းစီလို့နော်ဘုံချင်းစိုက်တဲ့ခါမှာတကယ်ခါတဲ့ဒီစင်ဘောတော့အော်စရာကောင်းလို့နော်ဒီနေ့ဒီတကယ် world standard world class မြေဆရာချစ်တို့စီပေါင်းတန်တို့ရောက်လာတယ်ဆိုတော့ဒီပရိသတ်တွေအော်တယ်နော်ဒီဟာတွေကျွန်တော်မတွေ့ဘူးမြင်မှုတွေရတယ်ဒီမှာတွေ့ဖို့အတွက်ကျွန်တော်အခွင့်ရတယ်ပြောချင်တာက music မှာကျွန်တော်တို့အစပြုခဲ့တာတကယ် very basic ခက်တယ်ပြီးတော့ကျွန်တော်အစပြုတာပါဆိုတော့ဒီနေ့ဆရာချစ်စမောင်တို့ကိုကောင်းကြည့်ပဲဆရာချစ်စမောင်ပို့ပါဦးဒီနောက်မှဒီပါဝင်တဲ့သူတွေအများကြီးပဲရှိပါတယ်တယောက်ဆိုတော့ဒီဟာတွေကိုဖះကကောင်းကြည့်ပြီးတဲ့အခါမှာတကယ်ကျွန်တော်မထင်မှတ်တဲ့အရာပေါ့နော်ကျွန်တော်လုံးဝမထင်မှတ်တဲ့အရာတွေဒီနေ့အသက်50တန်တယ်ဒီအဖွဲ့အစည်းလေးကိုဒီ YC ပေါ့ Young Crusader ကိုဖះကောင်းကြည့်ပဲဆရာ David ကနေဒီနာမည်ပေးလိုက်တဲ့ Crusader ဟုတ်တယ်တကယ် Crusader တဲ့အဖွဲ့လေးဆိုတော့ဒီအဖွဲ့ကိုဖះတကယ်ကောင်းကြည့်ပေးပါတယ်ဒီနေ့ဆရာချစ်စမောင်အားဖြင့်ပေါ့နော်သူတွေအများဆရာမကင်ဘူးကနေပြီးလူတွေအများကြီးဒီဖះကိုတည်ဖို့အတွက်ဖះရဲ့ကောင်းမြတ်တဲ့အရာကိုတည်ဖို့အတွက်အခွင့်ကိုရခြင်းဖြစ်ပါတယ်ကျွန်တော်အစပြုတာခုနပြောလို့ပေါ့တိတိလေးကကျွန်တော်အစတဲ့အရာပါဘိုးယေရှုတင်ပါတယ်ဘိုးအခုနှစ်90အတွက်အဘိုးစကားလက်ဆောင်လေးတစ်ခုပြောပေးပါလားဆရာချစ်စမောင်ပြောရစကားကျွန်တော်ပြောမလို့နိုင်ငံတော်တဲ့ဖြောက်မချင်းတရားကိုရှိစွာရှာလို့နှုတ်မထူရတော့တရားပေးမိလို့ပြောတယ်ဆရာချစ်လက်အစပြုတာဒီဟိုတော့ရဘကလာတာပဲဒါပေမဲ့ဖះကိုတကယ်ပေါ့တော့ပေးဆက်တယ်ကတကယ် sacrifice ဖြစ်တယ်တကယ် sincerely ပေါ့နော်အရှိတိုင်းဖះကိုဝန်ခံပြီးအစပြုတဲ့ခါမှာ
တကယ်အော်ဘကောင်းတဲ့အမှုရအောင်လုပ်တာကျွန်တော်တွေ့ရတယ်ပေါ့ဆိုတော့ဘုရားပြောလို့နှမ်းစီလေးအစဒီ message စီတဲ့စပြီးအစပြုလို့ဆိုတော့ဆရာချစ်ပြောတဲ့အတိုင်းပဲဖះနဲ့အစပြုပါဒီလုပ်ငန်းခုအဆုံးတက်လဲဖះနဲ့ပဲအဆုံးတက်ပါနိုင်ငံတော်နဲ့ဖြောက်မှချစ်တရားကိုရှေ့ဦးစွာရှာလို့တော့မှထိုအရာတော့တေးပေးပြီဆိုတော့လက်တွေ့ကြကြဆရာချစ်စမ်းမောင်တို့ကလာပြီးတော့ပေါ်ပြတဲ့ခါမှာဒီဟာကျွန်တော်တို့တင်စရာမြည်စရာအများကြီးရှိပါတယ်မိအသက်တာကိုဖះနဲ့အစပြုပါဆိုတော့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဖိုးကျမတို့နှစ်90အပြည့်ကျေးဇူးတော်ချီးမွမ်းပွဲမှာဒီနေ့ဒီလိုပါဝင်ပေးတဲ့အတွက်အဖိုးအများကြီးကျေးဇူးတင်တယ်အဖိုးပေါ်မှာလည်းဆက်လက်ပြီးဘုရားသခင်ကောင်းကြီးပေးအသုံးပြုပါစေလို့ကျမတို့ MYC အနေနဲ့ကိုတကယ်ပဲဆုတောင်းမြတ်တာပူဇော်လိုက်ပါတယ်ဘုကျေးဇူးတင်ပါတယ်ကျေးဇူးနေတယ် Thank you God bless Thank you ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ် MYC က music နဲ့အစပြုခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လည်းဒီအရာထဲမှာနောက် generation တွေနဲ့ပါဝင်ခွင့်ရတဲ့အတွက်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အခုချိန်မှာဆိုရင်နောက်ကျောင်းကိုပြန်လဲကြည့်တဲ့အခါမှာ MYC ရှိခဲ့လို့ဆရာဆုံးပမှုက MYC ရောက်ခဲ့တယ်ဆရာဆုံးပမှုရှိခဲ့လို့ Iron Cross ဖြစ်လာတယ် Iron Cross ဖြစ်လာလို့ကျွန်တော်တို့လည်းရောက်ရှိလာတယ်ဒါကြောင့်လို့ MYC ရဲ့ musician music တွေဆိုတာရှေ့အစဉ်ဆက်ကနေအခုချိန်ထိကိုအများကြီးပဲရှိပါတယ်အခုဒါပေမဲ့အခုကျေးဇူးတော်ကိုချီးမွမ်းချင်တာကတော့ MYC ရဲ့ကနဦး lead guitarist ဖြစ်တဲ့အဖိုးတရာဆရာကြီးဦးစောလင်းခင်နဲ့ပြန်ပြီးတော့မမျောလိမ့်မဲနဲ့ဒီမှာလာတွေ့ရတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအများကြီးချီးမွမ်းတယ်ဒီလိုဆရာကြီးနဲ့အတူတကွစကားပြောရတဲ့အခွင့်မေတ္တာရဖွေးရတဲ့အခွင့်ကိုရရှိခြင်းအပြင်ကျွန်တော်တို့လည်းကောင်းကြီးမင်္ဂလာများစွာကိုခံစားရတယ်ဆိုတာသက်သေဖြစ်ခဲ့တယ်ပေါ့လေဒါကြောင့်လို့အခုအဖိုးတရာနဲ့အတူတကွ MYC မှာအတူတကွ lead guitarist အနေနဲ့ပဲကျွန်တော်တို့ဖြတ်သန်းခွင့်ရတာလေဒါကျေးဇူးတော်တစ်ပါးဖြစ်ပါတယ်ဘုရားသခင်ကျေးဇူးတင်လို့မဆုံးပါဘူးဒါကြောင့်မလို့အဖိုးတရာနဲ့လည်းအခုအတူတကွ MYC 250အကျိုးလေးမှာကျွန်တော်တို့အတူတကွတီးကျင်တယ်ပေါ့နော်ဒီ MYC ရဲ့ music အနေနဲ့ဂုဏ်ယူပါတယ်အဖိုးတရာကျေးဇူးတင်ပါတယ်ဘုရားကောင်းကြီးအတွက်လေးတည်ပါနော် 1 2 sa you okay 1 2 3 4 Thank you, bro. Bhai. Kya lage? Kauni bhi bhai.